မင်္ဂလာပါစနေဖြစ်ပါတယ်တော်တော်များများသိကြတဲ့အတိုင်းစနေကလွန်ခဲ့တဲ့2နှစ်လောက်က brace စတက်ခဲ့ပေါ့နော်ရင်တော့တက်ရှိရဲအခုတက်မရှိတော့ဘူးအဲ့တော့ဒီနေ့ဗီဒီယိုလေးမှာစနေ brace တက်ခဲ့ experience လေးတွေကို sharing လုပ်ပေးချင်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကအခု brace တက်ဖို့စဉ်းစားနေတဲ့သူတွေရှိရင်အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့တက်ခဲ့တာကတော့သွားအယောင်နဲ့တူတဲ့ ceramic braces ဖြစ်ပါတယ် ceramic braces ကကြတော့ဒီ traditional braces နဲ့အတူတူပဲကိုမှသွားအယောင် bracket သုံးပြီးတော့သွားအယောင်ကြိုးကိုသုံးတဲ့အတွက်တက်ထားရဲဆိုတာကိုသိမသိတာဘူးပေါ့နော်စင်ဒီရဲ့ personal pros and cons တွေကို rating ပေးချင်ပါတယ်ဒါကကြတော့စင်ဒီရဲ့ personal opinions တွေဖြစ်တဲ့အတွက်လူတိုင်းနဲ့တူချင်မှတူမယ်ပေါ့နော်အဲ့တော့စင်ဒီပထမအောင်ဆုံးမကောင်းတဲ့အချက်တွေကိုအရင်ပြောပြပါမယ်စင်ဒီတော့နံပါတ်1 big no ကကြတော့ retainer ကိုတစ်သက်လုံးတက်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ် brace တက်ထားပြီးတဲ့လူတိုင်း retainer ကို lifetime အနေနဲ့တက်ရပါတယ်ဘာဖြစ်လို့တက်ရတာလဲဆိုရင်ကိုကပတ်စံနေအကုန်ကြခံပြီးတော့ဒီသွားတွေကိုညီအောင်ပြင်လိုက်တယ်ဒါပေမဲ့သွားဆိုတာကပြန်ရွေ့တက်တယ်ပေါ့နော်ပြီးတော့စပြင်းနေဆိုတဲ့ကတက်လုံးအမြင့်တွေလာတဲ့သွားကိုကျိုးရည်နဲ့ဆွဲပြီးတော့ရွေ့စေတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကိုကဒီ brace ကိုဖြုတ်လိုက်ပြီးရဲ့အချိန်မှာသွားတွေကညီသွားပြီမဲ့အဲ့ဒါကိုတေချာ retainer တက်ပြီး maintain မလုပ်ရင်သွားတွေကပြန်ရွေ့နိုင်ပါတယ်အဲ့တော့ retainer ပုံမှန်မတက်ဘူးဆိုရင်ပတ်စံအလကားကုန်တာဖြစ်သွားမှာပေါ့နော်နံပါတ်1အနေနဲ့ကတော့အစားအသောက်ပါစင်ကအစားအသောက်အရင်ကြိုက်တယ်ပေါ့နော်အဲ့လိုနေ့တိုင်းတစ်ခုလုံးနေတဲ့စက်တင်မှာလို့စားနေရမှကျင်းနေတဲ့သူပေါ့နော်ဒါပေမဲ့ brace တက်လိုက်ပြီးရကြတော့စားပြီးတိုင်းသွားတိုက်ပေးရတယ်ပေါ့နော်တိုက်ရင်ကကြတော့သွားထဲမှာဒီလို bracket တွေနဲ့ကြိုးရည်နဲ့ပြည့်နေတဲ့အချိန်မှာကိုကသွားတန့်ရှင်ကိုတေချာမလုပ်ဘူးဆိုရင်အနက်သက်မကောင်းတာတော့လို့ရှိရင်ဒီချားထဲမှာညံ့နေပြီးတော့သွားပိုးစားတာတော့အဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့မစားရတဲ့အစားအသောက်တွေလည်းရှိရဲအဲ့ဒီမှာပေါက်ပေါက်ဆုပ်တို့ကျွတ်တဲ့မုံတို့မာတဲ့မုံတို့ပြီးလို့ရှိရင်အသီးတွေပါစားမယ်ဆိုလဲအရှိသွားနဲ့လို့ကိုက်လို့မရပါဘူးအဲ့လိုအသေးသေးလေးလှီးပြီးတော့အတက်နိုင်ဆုံးအန်သွားနဲ့ပဲကိုက်ရတယ်ပေါ့နော်အဲ့လိုအသားစားပြီးရင်လည်းသားရညက်တာတော့တခါလေကျရင်အရန်ဝါတဲ့အစားအစာကြီးစားပြီးလို့ရှင်ဒဏ်ဖြစ်သွားပြီးတော့2ရက်3ရက်လောက်အဲ့လိုနာတတ်တယ်အဲ့တော့အစားအသောက်ကတော့တော်တော်များများဆင်ခြင်ရပါတယ်ပြီးတော့ကိုယ်စားခြင်းအောင်မှသွားပြန်တိုက်ရမယ်ဆိုတော့အချက်ကြောင့်တခါကျရင်မစားပြတာမျိုးလည်းရှိရဲအဲ့တော့weight ချခြင်းတဲ့သူတွေအတွက်တော့ weight တော်တော်ကျသွားမယ်လို့ထင်ပါတယ်ပြီးနံပါတ်3အနေနဲ့စနေတော့မကောင်းတဲ့အချက်က pain ဘာဖြစ်လို့နံပါတ်3မှာထားရတာလဲဆိုရင်စနေက like pain tolerance ကမြင့်နေတယ်မှာပါတယ်တော်ရုံမနာတတ်ဘူးတော်ရုံနာလောက်ကိုသိခတ်နိုင်တဲ့သူမျိုးပေါ့နော်တောက်လျှောက်လဲဆေးကနေပါသွားလို့တခုခုကြီးကြီးမားမားကိုသွားနှုတ်တာဖြစ်ဖြစ်ဒီသွားဒီအန်ဆုံးခွဲတာဖြစ်ဖြစ်နည်းနည်းနာတဲ့ treatment တွေလုပ်တဲ့ခါတိုင်းဆရာဝန်တွေကအံ့ဩရပေါ့နော်ဒါပေမဲ့တချို့သူတွေအတွက်ကကျတော့နံပါတ်1လည်းဖြစ်နိုင်ပါတယ်အဲ့တော့ pain အကြောင်းပြောမယ်ဆိုရင်ပထမအောင်ဆုံး brace တက်တဲ့နေ့ကလုံးဝအနာဆုံးပဲ cynic case ကကြတော့သွားလေးချောင်းနှုတ်ရတယ်ပေါ့နော်ဒါပေမဲ့ तू ကသွားလေးချောင်းကိုနှုတ်ပြီးမှ brace ကိုတက်တာမဟုတ်ဘဲနဲ့အရင်ဆုံး brace ကို तू တက်လိုက်တယ်တက်လိုက်ပြီးတော့နှုတ်ရမယ့်သွားတဲ့နေရာမှာ bracket ကိုမတက်ဖ ೇನೆ ခြံခဲ့ပြီးတော့အရင်ဆုံးbrace ကိုနေရာယူပြီးတက်လိုက်တယ်ပေါ့နော်ပြီးတော့အဲ့လိုတက်ထားတဲ့အတိုင်းတစ်လလောက်ကြာပြီးမှသွားလေးချောင်းကိုနှုတ်ရတာဆတက်ပြီးချင်းစနေအတွက်ကတပတ်လောက်တော်နာခဲ့တပတ်လောက်ကိုမနှက်ဆိုရင်ငပြောသီးနဲ့နွားနို့ပဲစားရဲပြီးလို့ရှိရင် cereal စားခြင်းလည်းပျော့ပြဲနေတဲ့အထိစိန်ထားပြီးတော့မှစားရတယ်ပေါ့နော်တော်ဝါလို့မရခဲ့ဘူးပြီးတော့ဆန်ပြုတ်တပတ်လောက်နေဆန်ပြုတ်မနှက်အောင်ညအောင်ဆန်ပြုတ်တောက်ခဲ့ရပါတယ်အဲ့ဟာကတော့စနေအတွက် brace ခဲ့တဲ့မြတ်တောက်လျှောက်အနာဆုံးပဲပေါ့နော်ဒီသွားလေးချောင်းနှုတ်တော့အဲ့လောက်မနာနိုင်ဘူးဒါပေမဲ့သွားလေးချောင်းနှုတ်တော့ကလည်းပုံမှန်ဆိုရင်ဘယ်ဘက်ညာဘက်တစ်ဖက်စီကိုနှုတ်ပေးပေမဲ့စင်းဒီသွားစေကကြတော့တခါတည်းလေးချောင်းကိုသူနှုတ်ပေးလိုက်တယ်ဒါမသိလိုက်ဘူးသူထုံစည်းပေးပြီးတော့သွားနှုတ်တဲ့အချိန်မှာတော့မနာဘူးသူတို့နှုတ်တာပြီးအရမ်းမြန်တယ်ဆိုတော့ပါစဟာတာပဲမသိဘူးပေါ့ဒီမှာကိုယ့်ကို9မိနစ်တောင်မကြာလိုက်ဘူးလေးချောင်းကနှုတ်ပြီးသွားပြီပါဒီလားအဲ့ချိန်မှာနှုတ်ပြီးလားဆိုတော့နှုတ်ပြီးပြီတဲ့အဲ့ပြီးလဲပြီးတော့ဒီဂုံးကိုကြိုက်ခိုင်းတာရယ်ဂုံးကိုကြိုက်ခိုင်းတာရယ်ပဲစေးပြီးရမလားအကြည့်လိုက်တော့တော့အဲ့လို
ဆွဲပါတဲ့တက်ဘေးရသွားကိုနှုတ်တာဖြစ်တဲ့အတွက်အဲ့နာဟောင်းလောင်းကြီးပေါ့နော်ဘောတကြိုးဖြစ်နေပြီးတော့အမခွန်းကြိုက်ပြီးတော့အိမ်ပြန်လာတဲ့အချိန်မှာတဖြည်းဖြည်းထုံစည်းရပြေလာတော့နည်းနည်းစီနာလာတယ်ဒါပေမဲ့အဲ့ဟာကျတော့ဆေးတောက်လိုက်ပျောက်တဲ့အနာမျိုးဟို brace တက်တာကျတော့ဆေးတောက်လိုက်ပြီးပျောက်တဲ့အနာမျိုးမဟုတ်ဘူးဟိုလိုလေရိုးအစ်စ်ထဲကနာတယ်လို့မျိုးလိုမျိုးသွားတွေကနာတယ်လို့နာတာဆိုတော့လေနဲ့မတူဘူးပေါ့နော်မကောင်းတဲ့အချက်တွေပဲပြောရင်းရနေပြီးတော့အခုကောင်းတဲ့အချက်ကိုပြောရမယ်ဆိုရင်ဒါလည်းတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးပေါ့စနေတော့ကကြတော့စနေသွားညီချင်းခဲ့တယ်တက်ကူကကြိုက်ပါတယ်ဒါပေမဲ့နောက်ပိုင်းစနေအန်ဆုံးတွေထွက်လာတဲ့အချိန်မှာသွားရအရင်ကထပ်ပိုထက်လာတယ်မြန်မာလိုပြောရမယ်ဆိုရင်ဒါသွားခေါ်နေရပဲလေသွားအရှိထွက်နေဆိုတော့ဘေးလိုက်ကြည့်ရင်မလှပါဘူးတော်တော်များများကစနေတက်လေးနဲ့ကိုချစ်ပေးကြတယ်တက်လေးနဲ့ကိုပိုကြိုက်ကြတယ်ပိုချစ်ဖို့ကောင်းတယ်ပိုလှတယ်လို့ပြောကြတယ်ပေါ့နော်အဲ့စနေအတွက်ကကြတော့ဒီဟာက insecure လည်းဖြစ်လာတယ်နောက်ပိုင်းမှာပြီးတော့လူဆိုတာ social media ပေါ်တင်လှိုက်ပုံပဲရွေးတင်တာဆိုတော့လှရထင်ကြပါ anyway အခုတက်လိုက်ပြီးတော့စနေအတွက်ကကြတော့သွားရင်ညီသွားတာစနေအတွက်လုံးဝကျင်းနေစရာအချက်နံပါတ်1ပေါ့နော်ပြီးတော့နံပါတ်2အနေနဲ့မျက်နှာ shape အကြီးဆုံးပြောင်းလဲသွားတာတော့စနေနှကန်းလို့ထင်ပါတယ်အရင်ကတက်ရှိရဲ့အတွက်ရီလိုက်တဲ့ချိန်ကျရင်နှကန်းကမညီပေါ့နော်ဒီတက်နေရထွက်နေတဲ့အတွက်လို့နှကန်းလို့အဆွဲလို့ဖြစ်နေတယ်နှကန်းစောင်းနေကွာအမေအခု bracelet ပြီးညီသွားတဲ့အချိန်မှာနှကန်းကလည်းညီသွားတယ်ပြီးတော့ဒီမေးကိုလည်းမတိမတာလေးနည်းနည်းလေးကျင်းသွားတယ်ပေါ့နော်အရင်ကဆိုစနေမေးကိုမညီဘူးအခုလည်း symmetrical မဖြစ်ပေမဲ့အရင်ကထက်တော့နည်းနည်းလေးပိုညီသွားတဲ့ feeling ရပါတယ်စနေတွက်ကတော့မကောင်းတဲ့အချက်ကောင်းတဲ့အချက်တွေပိုများတယ်လို့သတ်မှတ်ပါတယ်အဓိကတော့ကိုယ်တိုင်ကဒီ result ကိုကျေနပ်ရင်ကဘလို့နာခဲဘလို့ပဲအစားအသောက်ခက်ခဲ retainer ပဲတစ်လုံးတာဒါကိုကျေနပ်ရင်ဒါတွေကခေါင်းထဲအောင်ရှိမှာမဟုတ်လေအခုဆိုတော်တော်လေးရည်ဖြစ်တယ်။ဒီနေ့ကျတော့ကျင်းနေပါတယ်။နောက်ဆုံးအနေနဲ့အားလုံးသိချင်နေကြမယ်ကုန်ကြစီပေါ့နော်။စင်ဒီဆိုရင်ကိုရီးယားမှာလုပ်ခဲ့တာပေါ့နော်။ကိုရီးယားမှာလုပ်ခဲ့တာဆိုတော့ဒီကိုရီးယား1နဲ့ပဲပြောပြရမယ်ဆိုရင် retainer အပါဝင်အပီးစီးဆိုရင်134သိန်းဝန်းကျင်လောက်ကျပါတယ်။စင်ဒီအဲ့တုန်းကလုပ်ခဲ့တုန်းကကျတော့သူက event တစ်ခုရှိရပေါ့နော်။ဒါပေမဲ့အခု135သိန်းကနေပြီးတော့150အတွင်းရှိမယ်လို့ထင်ပါတယ်။မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်390နီးပါးလောက်ကျသွားမယ်ပေါ့နော်။အဲ့တော့ဒီနေ့စနေ sharing လုပ်ပေးခဲ့တဲ့ information လေးတွေအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ဗီဒီယိုကလည်းအရင်ကရှည်သွားပြီ။ပြီးတော့အဆုံးထိကြည့်ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်။တခြားသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment မှာမှတ်ပေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။ Bye bye